ငလင်လုတ်ပြည်တာနဲ့ပထမဆုံးလောက်ရမှာကကိုဒဏ်ရာရမရစစ်ဆေးပေးပါနောက်ဆက်တွဲဖြစ်လာနိုင်တဲ့အန်ရီတွေကနေကာကွယ်ဖို့လည်းလိုအပ်ပါတယ်အကယ်၍တင်ကထိခိုက်ဒဏ်ရာရထားပြီးဆိုရင်တော့ရှေးဦးတူနာပြုတ်နည်းတွေနဲ့ပြုစုပေးဖို့လိုအပ်ပါတယ်ပြီးရင်တော့အဆောင်အောင်ရဲ့ထိခိုက်မှုပမာဏကိုစစ်ဆေးပြီးတော့မိဘေးအန်ရီကိုလည်းတွက်ဆရပါမယ်နောက်တစ်ချက်အနေနဲ့ငလင်လှုပ်ပြီးတဲ့နောက်မိချစ်တွေကိုမသုံးရပါဘူးမိခလုတ်တွေကိုလည်းပိတ်ထားပြီးတော့ဓာတ်မီးနဲ့ဘက်ထရီမီးတို့ကိုပဲသုံးသင့်ပါတယ်ငလင်ကြောင့်ဓာတ်ငွေရိုးစိမ့်မှုဖြစ်ပြီးတော့မီးလောင်နိုင်တာကြောင့်မိချစ်တွေကိုမသုံးခိုင်းရခြင်းဖြစ်ပါတယ်ဓာတ်ငွေနဲ့ဓာတ်ဆီနဲ့လိုမျိုးလောင်စာအနက်တစ်ခုခုရပြီဆိုတာနဲ့အဲ့ဒီနေရာကနေအမြန်ဆုံးထွက်ခွာဖို့လိုအပ်ပါတယ်